ဖုံဖုံဖေရနာရီကပြန်လာရင်ရေမချိုးပဲမနေကောင်းဘူးဆိုတာဟုတ်ပါသလားဖေရသမီးကအယူသီးတာလို့ထင်ပါတယ်လူကြီးတွေကပြောနေကြလို့ပါရှင်းပြပေးပါဖုံဖုံဖေရတဲ့အယူသီးတာတော့မဟုတ်ဘူးနော်အရင်တုန်းကတော့အယူမှန်တယ်နောက်မှအယူမှားသွားကြတာပါလူတွေသေးပြီဆိုရင်လူသေးတွေရဲ့ခန္ဓာကိုယ်အတွင်းကမမြင်ရတဲ့ပိုးမွားတွေဟာအပြင်ကိုထွက်ပါတယ်လူသေးလောင်းကိုကင်ပြီးတကြိုတဲ့အခါမှာလူသေးကောင်ရဲ့ခန္ဓာကိုယ်အတွင်းကထွက်လာတဲ့မမြင်ရတဲ့ပိုးမွားတွေဟာလူသေးလောင်းကိုကင်ပြီးတကြိုတဲ့သူရဲ့ခန္ဓာကိုယ်မှာကပ်ပါလာနိုင်ပါတယ်ဒါကြောင့်နာရေးပူပြီးလို့ပြန်လာတဲ့အခါတိုင်းလူသေးလောင်းကိုကင်ပြီးတကြိုတဲ့သူတွေကိုရေမိုးချိုးပေးရပါတယ်နှစ်ပေါင်းကြာညောင်းလာတဲ့အခါမှာတော့နာရေးလိုက်ပူပြီးပြန်လာတဲ့အခါလူသေးလောင်းကိုကင်ပြီးတကြိုတဲ့သူကိုရေချိုးပေးခြင်းမဟုတ်တော့ပဲနာရေးလိုက်ပူပြီးပြန်လာတဲ့သူတိုင်းရေချိုးရမယ်ဆိုတဲ့အယူမှားတစ်ခုကိုပြောင်းလဲသွားပါတယ်နားလဲပါစေနော်